hello အမျိုးတို့ရေကျွန်တော်ပေးခဲ့တယ်နော်ဖူးမကျော်396ရှိကြိုက်တာဆော့နှစ် break ခွန် break ကြိုက်တာဆော့ဖူးမကျော်ကြိုက်တာဆော့ကျင်းဒီစင်မှာလို့ကျွန်တော်ပြောခဲ့တယ်တကယ်ကျွန်တော်ပြောတဲ့အတိုင်းပဲ396ရှိလဲဖူးမကျော်လာခဲ့တယ်ခွန် break လဲဖူးမကျော်ဆင်ပေးခဲ့တယ်အဲ့ဒီမှာဘယ်နဲ့တီးစားတွေလဲလောက်မသိကျွန်တော်ပေးခဲ့တာကျွန်တော်ပေးခဲ့တဲ့6တစ်ခွင်ရှိအခွေ68ထွက်တယ်68ထွက်တယ်နဲ့ကျွန်တော်ထပ်တင်ပေးတယ်6တစ်ခွင်ရှိအခွေကနောက်တစ်ချိန်ကျင်းသေးနောက်တစ်ချိန်တကွက်ထပ်ထွက်အောင်မှာကျင်းသေးစင်းမှာလို့ကျွန်တော်ပြောခဲ့တယ်18ဆိုပြီးတော့အခုထပ်ထွက်ခဲ့တယ်ကျွန်တော်တင်ပေးထားတဲ့10ခွက်ရှိရယ်68ရယ်64ရယ်80ရယ်20ရယ်main တင်ဆိုပြီးကျွန်တော်ပေးခဲ့တယ်4နှစ်ရယ်80ရယ်36ရယ်9နှစ်ရယ်58ရယ်14ရယ်2 main ဆိုပြီးပေးခဲ့တယ်အဲ့ဒီမှာကျွန်တော်ပေးတဲ့10ခွက်တွေက68ဆိုပြီးဒဲထွက်တယ်80ဆိုပြီးဒဲထွက်တယ်85ဆိုပြီးအာဘက်ကနေထွက်တယ်ကျွန်တော်ပေးခဲ့တာနော်ဟူးမကျော်လေးထွက်တာဒါပေမဲ့ဘယ်သူမှကျွန်တော်လေးမင်္ဂလာပါဆိုတဲ့မှတ်လေးတစ်လုံးတောင်မှမမှတ်ပေးကြဘူးမှတ်လေးတစ်ချောင်းတောင်ဘာလို့အဲ့လောက်နှမျောနေကြလဲကျွန်တော်ကပေါက်ပြီးလေမတောင်ကျွန်တော်က free တင်ပေးတာရစီခြင်းလို့အမျိုးတို့တေချာမျက်လုံးအညောင်ခံလက်အညောင်ခံတွက်ပြီးတော့တင်ပေးတာကျွန်တော်အားတော့မရှိဘူးဒါပေမဲ့လေကျွန်တော်ရဲ့အမျိုးတွေမိတ်ဆွေတွေရစီခြင်းလို့ကျွန်တော်ထပ်တင်ပေးပါမယ်ဒီတစ်ပတ်စာတော့ကျွန်တော်နားပါပြီကျွန်တော်ပေးတဲ့10ခွက်ကော6တစ်ခွေရှိအခွေ2ချိန်ထွက်မယ်ဆိုလဲ2ချိန်ထွက်ခဲ့တယ်ကျွန်တော်ဟူးမကျော်ရောအကုန်ထွက်ပါတယ်နှစ် break တစ်မျိုးဝေးချင်ပါတယ်ကျွန်တော်နားပါပြီကျွန်တော်နောက်တစ်ပတ်တော့တနည်းကနေနေကြကျွန်တော်တင်ပေးပါမယ်ကျွန်တော်အဲ့ဒါလာပြောတာပါကျွန်တော်မင်္ဂလာပါဆိုတော့မန်လေးတစ်ချောင်းတော့ပဲကျွန်တော်တောင်းဆိုတာပါကျွန်တော်အများကြီးမတောင်းဆိုပါဘူးဗျာကျွန်တော် channel ကိုကျွန်တော်ဒီတိုင်းတွေ့ရအောင်လို့ subscribe လေးလုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်ဗျာလူအများသိအောင်လို့လူအများတွေ့ပြီးတော့ကိုယ့်လိုပဲစာဖို့စီဖို့လေးရတယ်လည်းမနေဘူးလေနော်ခုရှားပါနေအဲ့လိုလေးရအောင်လူအများသိအောင်လို့ like and share လေးတောင်းဆိုပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာကျမ်းမာချမ်းသာကြပါစေဗျာခုနှစ်တာသမီးအပါအန်တီကင်းပေးရှင်းကြပါစေဗျာ